အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ Substory ကိုစပြီးလုပ်ဖို့စဉ်းစားနေတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်အဲ့တော့တူတူကြည့်လိုက်ကြရအောင် Substory စလုပ်မယ်ဆိုရင်အဓိကစဉ်းစားရမယ့်အချက်၃ချက်ရှိပါတယ်ပထမဆုံးချက်အနေနဲ့ကတော့ကိုအချိန်ပေးနိုင်ပြီလားဒီအချက်မှာဆိုရင်ကိုကအလုပ်လုပ်နေတဲ့သူဖြစ်ဖြစ်ကျောင်းတက်နေတဲ့သူဖြစ်ဖြစ်ကိုအတွက် Substory လုပ်ဖို့တစ်နေ့ကိုအနည်းဆုံးမိနစ်30တနာရီလောက်ပေးဖို့တော့လိုအပ်ပါတယ်ဒါကအနည်းဆုံးတော့အနည်းဆုံးအဲ့တော့ကိုတနေ့တာ schedule မှာကိုအတွက် concentrate လုပ်လို့အကောင်းဆုံးချိန် Substory လုပ်လို့အကောင်းဆုံးချိန်ကိုတည်ထားဖို့လည်းလိုအပ်ပါတယ်ဆိုတော့ဒါလေးကိုအရင်ဆုံးရှာဖွေတွေ့ရှိရပါမယ်Number 2အချက်အနေနဲ့ကတော့ကိုနဲ့ကိုရဲ့ level ကိုသိပြီးထားပြီလားမသိထားသေးရင်ကိုရဲ့ level လေးကိုစစ်ကြည့်ထားဖို့လိုမယ်နော်အင်္ဂလိပ်စာလေ့လာမှာမဟုတ်ဘူးဘေးဘာသာစကားပဲလေ့လာကိုက basic level ဆိုရင် basic level မှာသိထားတဲ့အရာလေးတွေကိုသိထားရပါမယ်အဲ့တော့ English မှာ level ကိုအဆင့်ဆင့်ရှိပါတယ်အဲ့တော့ကိုရဲ့ level ကဘယ်လောက်လဲဆိုတာကိုလည်းသိထားရပါမယ်Number 3ချက်အနေနဲ့ကတော့ကိုနဲ့ကိုရဲ့ level နဲ့ကိုက်ညီတဲ့ resource တွေကိုသိထားပြီးပြီလားဒါတွေသိထားမှ Substory ကောင်းကောင်းလုပ်နိုင်မှာပဲဖြစ်ပါတယ်ကိုကစောင်းနဲ့လေ့လာမလား website ကနေလေ့လာမလားဒါမျိုးကိုတည်တည်ချာချာသိထားသင့်ပါတယ်ကဲဒီအချက်၃ချက်ကိုစပြီးတော့သိထားပြီဆိုရင် Substory လုပ်ဖို့ ready ဖြစ်နေပါပြီဒါဆိုရင်တော့ Substory ကောင်းကောင်းလုပ်နိုင်ပြီပဲဖြစ်ပါတယ်နောက်ထပ်လာမယ့်ဗီဒီယိုတွေထဲမှာဒီအချက်၃ချက်ထဲမှာအချိန်တွေကိုဘယ်လို schedule ဆွဲရမလဲပြီးလို့ရှိရင်ကိုယ့်ရဲ့ level ကိုကိုက်ညီအောင်ဘယ်လိုမျိုးစစ်ဆေးရမလဲကိုနဲ့ကိုက်ညီတဲ့ level အတွက်ကော resource တွေဘယ်လိုသုံးရမလဲဆိုတာကိုသေးစိတ်ရှင်းပြပေးသွားပါမယ်အဲ့တော့ဒီ page လေးကို follow လေးလုပ်ခဲ့ပေးပါနော်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ပါမယ် bye bye